အသုံးချနဂရဗီဒပညာရှင်ဆရာရန်နိုင်ကျော်တစ်တော့အကောင့်နဲ့ Facebook အကောင့်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းတဲ့ခံကြောင်းကြပါစေဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်မေယာဒီဘွားတွေအတွက်ကံညမာအကောင်းအညံ့တွေကိုအရှိတိုင်းနဂရနီးစနစ်နဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်မတ်လ15ရက်နေ့ကနေဧပြီလ13ရက်နေ့အတွင်းမွေးဖွားကြသူတွေဟာမေယာဒီဘွားများဖြစ်ကြပါတယ်မေယာဒီဘွားတွေအနေနဲ့2026ခုနှစ်အတွင်းမှာလုပ်ငန်းတူမိတ်ဆွေတွေပေါ်များလာမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီလုပ်ငန်းနဲ့ဆက်သက်တဲ့လုပ်ငန်းမျိုးတွေအထူးအကျိုးပေးပါလိမ့်မယ်အထူးသဖြင့်ကတော့ရေတပ်လုပ်ငန်းအချိုရည်လုပ်ငန်းရေကူးကန်လုပ်ငန်းနဲ့အပန်းဖြေလုပ်ငန်းတွေကနေအကျိုးအမြတ်တွေအများကြီးရရှိမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ရဝင်းနဲ့ယန်ဒီခီးတွေကိုတော့မကြာခဏသွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်လူငယ်တွေအနေနဲ့ကတော့ပညာရေးဘက်မှာစ조사ရင်စ조사သလောက်အောင်မြင်မှုရရှိမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အတွေ့အခေါ်ပိုင်းဆိုင်ရာပညာရပ်တွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေအထူးရရှိမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်မေယာဒီဘွားတွေအနေနဲ့အခုမှစတင်ပြီးတော့မှစီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်မယ်ဆိုလို့ရှိရင်တော့အခက်အခဲတွေအများကြီးကြုံတွေ့နေပါတယ်ဟောလက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းတွေကိုလက်ရှိအတိုင်းပဲလုပ်ကိုင်နေတာမျိုးတွေပဲအဆင်ပြေပါလိမ့်မယ်လုပ်ငန်းတိုးချဲ့တာမျိုးတွေကိုတော့ရှောင်ရှားကြဖို့အတွက်အကြံပြုတိုက်တွန်းလိုပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့အခြေရေးအနော်ရေးကိစ္စတွေမှာအခက်အခဲတွေကြားတဲ့ကအဆင်ပြေသွားပါလိမ့်မယ်မထင်မှတ်ဖဲနဲ့အိမ်တောင်ကျသွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်လူကြီးပိုင်းအနေနဲ့ကတော့ကျန်းမာရေးအနေနဲ့အထိုက်အထမကောင်းတာဒူးနာတာလေးဘက်နာယောဂမျိုးတွေကိုလည်းခံစားရနိုင်ပါတယ်ရေရအနေနဲ့ကတော့အင်ကြီးအပြာရင်းရဝတ်တာကိုရှောင်ရှားတင်ပါတယ်အမဲသားစားတာကိုရှောင်ရှားတင်ပါတယ်မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွင်းမှာမိမိရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအခြေရေးအင်တော်ရေးကိစ္စတွေအပါအဝင်ယာရုကိစ္စတခြားသောကိစ္စတွေကိုအသေးစိတ်သိကျင်တဲ့ဆိုပါကကျွန်တော်ရဲ့ Messenger ကဖြစ်စေ Viber ကဖြစ်စေဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်မိတ်ဆွေများအားလုံး2026ခုနှစ်မှာလိုရာဆန္ဒတွေပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်